ဘေကင်ကရေးကြပါစေစိတ်ချမ်းသာဖို့ရှောင်ရမည့်အချက်များဆိုတဲ့ခေါင်းစဉ်နဲ့ဟောပါမယ်လူတိုင်းကစိတ်ချမ်းသာခြင်းကြတယ်ဒါပေမဲ့ရှောင်ရမယ့်အချက်တွေကိုကြတော့မရှောင်ကြဘူးစိတ်ချမ်းသာခြင်းနဲ့ဆိုတဲ့နေရာမှာလဲသူ့အတ္တကိုရှေ့တန်းတင်နေတာတွေ့နေရတယ်အဲ့တော့စိတ်မချမ်းသာနိုင်ဘူးကိုဖြစ်ချင်တာတွေကြီးပဲဘေးကလူနဲ့တဟဇာတာမျှဖို့ကိုမစင်စားဘူးကိုလိုချင်တာရမှသူကစိတ်ချမ်းသာတယ်လို့ဆိုတယ်နောက်သူလုပ်ချင်တာလုပ်ရမှစိတ်ချမ်းသာတယ်လို့ဆိုတယ်ဒီတော့ဘေးနားကလူတယောက်ကလည်းသူ့မှာလည်းသူစံတာရှိတာ哦ဒီတယောက်ကစံတာတွေကိုကြည့်ပဲအမြဲတမ်းလိုက်မပေးနိုင်တော့ကိုဖြစ်ချင်တိုင်းဖြစ်ဖို့တို့ကိုလိုချင်တာအမြဲတမ်းရဖို့တို့ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်အတ္တချခြင်းကိုရှောင်ရမယ်ကိုအကျိုးကြည်လွန်ခြင်းကိုရှောင်ရမယ်ကိုအကျိုးကြည်လွန်ခြင်းကိုရှောင်တော့မှစိတ်ချမ်းသာဖို့ဖြစ်နိုင်တယ်နောက်တစ်ခါငြင်းခုန်ခြင်းရှောင်ရမယ်စိတ်ချမ်းသာခြင်းလည်းဆိုလို့ရှိရင်လူတစ်ယောက်နဲ့တွေ့တိုင်းကိုကမှန်တယ်ဆိုတိုင်းစကားကိုမငြင်းနဲ့ငြင်းလို့ရှိရင်အချစ်ဆုံးလူတွေတောင်မှအဖို့အထစ်ဖြစ်သွားတယ်ငြင်းတာကိုဘယ်သူမှမကြိုက်ဘူးအငြင်းခုန်လောက်တာကိုဘယ်သူမှမကြိုက်ဘူးအကြောင်းအကျိုးနဲ့တက်တဲ့တက်ကာယခိုင်ခိုင်လုံလုံနဲ့ပြောရင်တော့မှမှားသွားတဲ့သူကရှက်ရမ်းရမ်းတတ်တယ်ဒါကြောင့်မလို့ငြင်းခုန်ခြင်းကိုရှောင်တော့အဖြစ်စိတ်ချမ်းသာနိုင်တယ်နောက်အပြစ်တင်ရှုတ်ချခြင်းအပြစ်ဆိုတာလူတိုင်းမှာရှိတယ်အဲ့ဒီအပြစ်တွေရှိတိုင်းသာကဲ့ရဲ့ရှုတ်ချမယ်ဆိုလို့ရှိရင်တစ်ဖက်သူပဲခံနိုင်မလဲနားထောင်လွယ်သောစကားမျိုးနှဝင်ချိုသောစကားမျိုးနဲ့ဖြောင်းဖြောင်းဖြဖြပြောတာမျိုးကလက်ခံနိုင်ပေမဲ့ဟာညံ့လာကြည်လားတုံးလာကြည်လားအသုံးမကျလာကြည်လားအဲ့လိုအပြစ်တင်ရှုတ်ချခြင်းကိုရှောင်ရမယ်ဒီလိုအပြစ်တင်ရှုတ်ချခြင်းပြောပြီးဆိုရင်ကိုသားသမီးအရင်ကတော့ကိုကိုပြန်ညှိုးတတ်တယ်ကိုတပည့်အရင်ကတော့ကိုကိုပြန်ညှိုးတတ်တယ်ဒါကြောင့်အပြစ်တင်ရှုတ်ချခြင်းကိုရှောင်ရင်စိတ်ချမ်းသာရမယ်နောက်စိတ်ချမ်းသာဖို့အတွက်တခြားသောကိုတယောက်တည်းနဲ့ပတ်သက်တဲ့အချက်တွေကတော့မလိုတာတွေမတွေးခြင်းပဲကြုံလာမှကြုံတယ်လို့ရင်ဆိုင်ဖို့ပဲမကြုံသေးခင်အတွေးတွေနဲ့ချဲနေတာအဲ့ဒီအတွေးထဲမှာပြဿနာတွေကြီးပဲလက်ရှိအနေအထားမှာအေးချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နေလို့ရတာတွေလည်းလက်လွတ်သွားတယ်အဲ့တော့လက်တလောအနားမှာရှိတဲ့သူနဲ့ပျော်နေလို့ရတဲ့အခွင့်အရေးလည်းလက်လွတ်သွားတယ်အတွေးနဲ့ချဲ့ပြီးတော့လက်ရှိအခွင့်အရေးတွေဆုံးရှုံးသွားတတ်တယ်ဒါကြောင့်အတွေးများခြင်းကိုလည်းရှောင်ရမယ်ပြစ္ဆုတ်ပံမှာအာရုံစိုက်ရမယ်နောက်စိတ်ချမ်းသာခြင်းလို့ရှိရင်တော့အသုံးမဖြုံးမရှိမှဖြစ်မယ်အဲ့တော့ဖြုံးတာပေါ့သုံးတယ်ဆိုတာကတော့လိုအပ်လို့သုံးတာမျိုးသုံးရမှာပဲဒါလည်းလိုမှသုံးမှာမလိုဘဲနဲ့မသုံးပါနဲ့မလိုဘဲနဲ့သုံးတော့အဖြုံးဖြစ်သွားတယ်ဖြုံးတယ်ဆိုတဲ့နေရာမှာမလိုတဲ့ပစ္စည်းတွေဝယ်ပြီးတော့ဖြုံးခြင်းနောက်လောင်ကစားဖတ်ခြင်းအဲ့ဒါတွေကဒါတွေမပါပဲလည်းပဲကိုယ်ပုံမှန်ဝင်နဲ့လေကိုယ့်ဘဝကရက်တီလို့ရကြတယ်စူးစမ်းကြတဲ့သူတွေမှာပို့ပြီးတော့လောဘကြီးသွားတဲ့အခါကျတော့အဖြုံးဘက်ကိုရောက်သွားတယ်လောင်ကစားစိတ်ဝင်စားသွားရင်အဖြုံးဘက်ကိုရောက်သွားတယ်အဲ့ဒါဆိုစိတ်ချမ်းသာစရာအကြောင်းမရှိတော့စိတ်မချမ်းသာနိုင်တော့ဒါကြောင့်စိတ်ချမ်းသာခြင်းရင်အဖြုံးကိုရှောင်ရမယ်အတုံးဆွဲကြီးခြင်းကိုရှောင်ရမယ်နောက်စိတ်ချမ်းသာခြင်းရင်တော့ကိုယ်စိတ်ကိုအမှန်တိုင်းမြင်အောင်ကြည့်ရတာကိုယ်စိတ်ကိုအမှန်တိုင်းမကြည့်ဘဲနဲ့သူတစ်ပါးအပြစ်တွေကိုပဲလိုက်ကြည့်နေတာမျိုးကိုရှောင်ရမယ်အပြစ်ကသူ့မှာလည်းရှိတယ်ကိုယ်မှာလည်းရှိတယ်သို့တော့ကိုယ့်ဘက်ကနေပြီးတော့ရှောင်ရံတွေဆောင်ရံတွေစူးစမ်းလိုက်မယ်ဆိုလို့ရှိရင်သူ့အပြစ်ကိုတောင်ဥပိ္ပခာပြုပြီးတော့သွားလို့ရတဲ့အတွက်အစဉ်ပြေချုံးမွေးမှုတွေအများကြီးကြုံရတတ်တယ်ဒါကြောင့်ကိုယ့်အပြစ်ကိုပဲကိုကြည့်ပါသူများအပြစ်ကိုလိုက်ကြည့်နေခြင်းကိုရှောင်ကျဉ်ပါနောက်ရှေ့တစ်မျိုးကွယ်ရတစ်မျိုးဆိုတဲ့ပုံစံမျိုးကိုရှောင်ရမယ်လူတွေရဲ့ရှေ့မှာလည်းကိုယ်စီရိုက်ကဒီတိုင်းပဲကွယ်ရမှာလည်းဒီအတိုင်းပဲဖြစ်အောင်လေ့ကျင့်ယူရမယ်အဲ့တော့ရှေ့တစ်မျိုးကွယ်ရတစ်မျိုးဆိုတဲ့သူကိုလူတွေကအရင်နှီးဆုံးလူတွေကအစယွန်လာတယ်မုံလာတယ်ဒါဆိုရင်ကိုယ့်အတွက်မိတ်ဆွေတွေဆုံးရှုံးသွားတတ်တယ်အဲ့တော့စိတ်ချမ်းသာစရာတွေပျောက်ဆုံးသွားတတ်တယ်ဒါကြောင့်ရှေ့လည်းဒီပုံစံပဲကွယ်ရလည်းဒီပုံစံပဲဖြစ်အောင်လေ့ကျင့်ယူရမယ်
နောက်ကျန်တဲ့အရာတွေကတော့တရားမမေ့နဲ့တရားမေ့နေခြင်းကိုရှောင်ရမယ်ဘလောက်ပဲစိတ်ညစ်တရားထိုင်ဖို့အချင်းယူဘလောက်ပဲစိတ်ညစ်ဂုဏ်တော်ပွားဖို့အချင်းယူဒါဆိုရင်စိတ်ပြန်ကြည်လင်လာတယ်စိတ်ညစ်နေတဲ့ကြားတဲ့ကောက်ကိုစိတ်ကပြန်ပြီးတော့ကြည်လင်လာစေတယ်ဒါကြောင့်တရားနာသူအပေါင်းသူတော်ကောင်းတဲ့တို့ကကဘာသူကဘာသားအပေါင်းစိတ်ချမ်းသာခြင်းနဲ့ဆိုရင်ရှောင်တဲ့အရာတွေကိုရှောင်ပြီးတော့ဆောင်တဲ့အရာတွေကိုဆောင်ကကြင့်ကြံနိုင်ကြပြီးအေးချမ်းပျော်ရွှင်အောင်မြင်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးဘေးကင်းအေးချမ်းပျော်ရွှင်ကြပါစေ